ပိုင်းခွန်စိတ်ကျွင်းအောက်ရတိုင်းစက်ကြောင်ဗလား1989ဩဂုတ်လကောင်းကင်ကြီးမှာတူးငယ်တဲ့နဲ့စူးစီးထားတဲ့မှောင်မဲမိုးတိမ်တွေသာကြီးစိုးနေရဲ့မြေပြင်စီမှာတဖြောက်ဖြောက်ကျွေးတဲ့မိုးဆက်ရဲ့ခက်ကြမ်းကြမ်းအေးငွေ့ရဲ့ဟော်ဒီဝင်းကြီးရဲ့ကြော်ဝိုင်းအတွက်တော့အိမ်မဆိုးတချို့ကသာအဖော်ပြနေရတယ်ရဲဝစ်စုံနောက်10ရောက်လာတယ်ခဏလေးပါတဲ့အမေကရဲခန်းတီးလိုက်လာတယ်အမေကိုကတော့ငွေ15ကျပ်တန်တအုပ်ထုတ်ပေးတယ်ကြော်ဝိုင်းကတရွက်ပဲဖြုတ်ယူရတယ်ကြော်ဝိုင်းကိုတီတူးတော်ပြန်အမျိုးသားကားပေါ်တင်းပြီးမောင်းထွက်အမေထီးလေးကိုင်းလို့နောက်ဆုံးပြေးထွက်ကြည့်တယ်မျက်ရည်ရဲ့ဝိုင်းလို့နေပေါ့မေတမန်တလင်းအေးဆက်ဆက်ပေါ်လက်နှစ်ဖက်လုံးကြောပင်ရောက်ရောက်လို့ကျင်းနေတယ်လက်ထိန်နောက်ပြန်ခတ်ထားပြီးအမောင်ပိတ်အတန်လုပ်ငန်းထဲမှာတော့ခေါင်းစုကြီးကိုဝှက်ဆင်ပေးတာတယ်ဒီနေရာဟာကြော်ဝိုင်းကိုစစ်ကြောတဲ့ဒုတိယမြောက်စခန်းနောက်တော့စစ်တော်လိုင်းကြီးအမှတ်6လို့သိရတယ်ပထမခေါ်သွားတဲ့စခန်းကတော့စစ်တော်လိုင်းကြီးအမှတ်7လားမသိဘူးဒီတိုက်ခန်းကြီးတွေထဲမှာအစ်စ်ခံခဲ့ရတယ်စစ်သေးခံနေရစီမှာပဲကြော်ဝိုင်းကမိတ္တရက်ခံနေတယ်လူတို့တကူမဟုတ်တဲ့လူတယောက်ကိုလက်ထိပ်ဖြုတ်ခေါင်းစွပ်ချွတ်ပြီးစစ်ဆေးပါလို့အချင်းချင်းပြောတယ်မရခဲ့ပါဘူးကျုပ်တို့တရားဝင်နိုင်ငံရေးပါတီထောင်ပြီးလှုပ်ရှားရှိတာကိုထင်ထင်မပေါ်လုံးနေတာဗျခင်ဗျားတို့လူကြီးတွေစီမှာကျုပ်တို့ပို့ထားတဲ့ကံကွက်စာတွေတောင်းဆိုချက်တွေရှိတယ်တောင်းကြည့်ပါဗျာကြော်ဝိုင်းစိတ်တူလာတယ်ကိုရီးယားသဘင်ကိုနှစ်ကျင်းထက်မကမေးလာတော့ပူပြီးစိတ်တူလာတယ်ဒီတော့အမောင်ငန်းနဲ့ပြန်ပို့ခံလိုက်ရပြန်တယ်အစာရည်သားကတော့ဘယ်နဲ့လုတ်ကုန်ပြီလဲမသိတော့ဘူးအာရင်တွေနှုံးချီလာတယ်မိကနေအိပ်ပျော်သွားပြန်တယ်မွေးတဘုံဘုံခုန်ချလို့နေမျက်နာတော့မတမယာကိုယ်ဝက်နေရတယ်တိုက်ပွဲရသည်တောင်ပန်ခတ်တယ်မတရားတဲ့အမင်းအနာဟုသမျှတောင်ဝင်အရာဖိစံကြအန်ဒီဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့တိုက်ပွဲပါလူပေါင်းတွေကအပြည့်အဝထောက်ခံပါဝင်တယ်ပါတီတရားကျော်ထောက်ခံတယ်လက်ရှိမြို့သားရေးပြဿနာတွေကိုနဝတနဲ့ဆွေးနွေးဖို့အန်ဒီကိုယ်စားလှယ်ခန့်အပ်ခဲ့ကြတယ်နဝတကစင်ကြီးတွေနဲ့ရှောင်ထွက်တယ်အန်ဒီကလူလူလှုပ်ရှားမှုနဲ့ဖိအားပေးတယ်1989ခုနှစ်ဇူလိုင်19မှာအာဇာနည်ဗိမာန်ကိုလူလူသိန်းကျော်နဲ့ချီတက်လေးပြုဖို့ပြင်ဆင်တယ်နဝတကမာရှယ်လောစစ်ဥပဒေကိုထုတ်ပြန်ပြီးပြစ်ခတ်နေနေမဲ့အရေးအယောင်တွေပြတယ်အန်ဒီဟာထိတ်တိုက်ဆန့်ကျင်နေပါတယ်လို့နဝတကအော်တယ်နောက်ဆုံးတော့အန်ဒီပါဝင်မတရားတဲ့အမိန့်အာဏာကိုစန့်ကျင်သူတွေဖမ်းဆီးခံရတော့တယ်အန်ဒီကိုတော့နေအိမ်မှာအကြက်ကျုံနဲ့ထားလိုက်တယ်နောက်ဘာတွေဆက်ဖြစ်မလဲမသိဘူးကြော်ဝိုင်းလေမျက်နာတွေအတန်တွေအားလုံးမသေးကြအဖေမေညီမလေးအကိုကြီးတငယ်ချင်းတွေရဲဘော်တွေကိုကျော်သတိထားနော်ကိုကျော်အဖမ်းမခံပါနဲ့ပြေးပါလူတလားယူတီတာလားခဝဝဟဲ့ကောင်ကြော်ဝိုင်းထားရှောက်ခမမာတန်နဲ့ခက်ကြမ်းကြမ်းခေါ်ဆောင်မှုတွေတကားဖွင့်မိတ်တန်တွေနှုံးချိနေတဲ့ဂျားကလေးတန်ကိုမာထားရတယ်အဖြေမရှိတဲ့မေခွန်းဖြစ်သွားတဲ့အဖြေတွေလေခဲတဲလဲယူဆတွေအပြန်လန်ပါနေမှုတွေဂျားချပြီးညှိယူတာတွေသတိညောသတိကိုအပေးရင်အာရသူတို့လဲကျင်းနေသွားပုံရတယ်48နာရီကျော်ဇုံလုံးကန်ရကပထမဆုံးအလင်းကိုတွေ့ရပါပြီကြော်ဝိုင်းဝမ်းသာသွားတယ်လက်နှစ်ဘက်ကိုရှေ့မှထားပြီးလက်ထိတ်ခတ်ပေးလိုက်တာမို့အမှောင်ငန်းနဲ့ပြန်ရောက်တော့ခေါင်းစုပ်ကိုအသားလေးပင်ပြီးကြည့်မိတယ်ကြည်တန်းတခါကြတဲ့ကဝင်လာတဲ့အလင်းနဲ့မြင်လေးအသက်ရှူဝါလိုက်တာလို့ကြော်ဝိုင်းစိတ်ထဲမှာအသက်တရောပြောမိတယ်တော်တန်ကြတော့ခေါင်းစုပ်ကိုပြန်ဖုံးပြီးဟန်မပြတ်ဆက်နေလိုက်တယ်ဒီဖွင့်တန်ကြတဲ့ခေါင်းဆွတ်လာချွတ်တယ်ကြော်ဝိုင်းမျက်လုံးတွေကိုမှိတ်ထားတယ်ဒလဝဝင်လာမဲ့အလင်းတန်ကိုကောက်ွယ်ဖို့ပါမျက်လုံးကိုဖြည်းဖြည်းဖွင့်နေတော့စကားတန်ကြရတယ်ကျိုးသားသားပါပဲညီလေးလက်ဖေးတောက်မယ်ကြော်ဝိုင်းမျက်လုံးတွေပွင့်တော့တကားကြကအလင်းတန်းရဲ့မီးရောင်ရဲ့ကိုပဲရတယ်မျောလင်းထားသလောက်အလင်းမများဘူးအရက်ဝစ်စစ်သား2ယောက်တယောက်ကလက်ဖေးချိုးတစ်ခွက်ကိုကိုင်းလို့မျက်နှာသားကတွေကလည်းရွှင်နေသူတို့ကစပူဆောင်တောင်ဝင်ကြတွေမှနောက်မှတည်တယ်အကြီးတွေကအစကွာတယ်ဖန်စီစစ်ကြောလုပ်တဲ့မောင်တွေကတော့အုတ်ချိုရီမျိုးလုံးတွေနဲ့အပေါ်ကြီးကကြည့်တတ်တယ်ဖြည်းဖြည်းတောင်းကြီးလေးပူတယ်ပေးအခုကင်ပြီးတိုက်မယ်အရာသာလဲကောင်းစေတနာလေးရှိဆိုတော့ဝမ်းသာရပြန်တယ်လက်တွေကြောင့်ညောင်းချိနေတဲ့ကြော်ဝိုင်းလက်တွေလက်ဖေးတစ်ခွက်လုံးကိုမနေမှနေရတယ်လက်ဖေးဘူကိုတောက်လိုက်နားလိုက်လို့ရင်ကြော်ဝိုင်းဆက်လက်တောက်ချင်လာတယ်စေးဖို့လည်းမရနိုင်ဘူးလားလက်ဖေးတိုက်တဲ့လူကကျန်တဲ့တယောက်ကိုမောကြည့်ရင်ပြောတယ်ဟေ့အောင်မင်းဆက်လက်ရောပါတယ်ကူဒါပေမဲ့တောက်လိုက်စားကြီးပေးကွာဒီကောင်လေးတိတ်တောက်ချင်နေပုံရတယ်မင်းပြင်ထွက်ပြီးနည်းနည်းဆောင်ချင်နေတို့ကိုပေးရမိန်ထဲမှာဆက်လက်တိုက်ဖို့မပါဘူးစက်လိုက်ထားတာလားဘာလားတော့မသိဘူးလူကျင်နာကိုလုပ်ပေးတဲ့အတွက်ကြော်ဝိုင်းကျေးဇူးတင်တယ်သူတို့စေတနာဖြူစင်ပါပါဒီစားပြီးတော့ကြော်ဝိုင်းတို့ခေါင်းစုပ်ပြန်ဝေပေးပြီးထွက်သွားပြန်တယ်ချင်းတွေကိုနားဆွင်းပြီးခေါင်းစုပ်ကိုပင့်တင်လိုက်တယ်မျိုးလုံးနှလုံးပေါ်တဲ့အထိပါခုနကအလင်းဖြူနေရာမှာအပြစ်မှာတော့မရခဲ့တဲ့နေရောင်ညီတိုင်းမြင်လေးကတန်းကနေဝင်နေပြီး
ကြော်ဝိုင်းကိုအားတစ်လောင်းပေးတယ်ခုမှမိုးလင်းနေထင်ရဲ့ကြော်ဝိုင်းရက်တွေကိုပြန်တွက်ကြည့်တော့ဩဂုတ်လ18ရက်လောက်ရှိသွားပြီအလင်းတိတ်ရေးကြည့်တယ်အလင်းပြောက်သွားတာနဲ့နေ့တွေမရှိတော့ဘူးမြကန်တယောက်ကအလင်းတံမိုးပို့တည်တာကြောင့်ကဘာကြီးနဲ့မိတ်ဆက်ပေးပါခဏကြာတော့တော့ဖွင့်နေကြရတယ်ကြော်ဝိုင်းပုံမပြတ်နေတဲ့လူနှစ်ယောက်ကတွဲပြီးခေါ်သွားပြန်တယ်တနေရာရောက်တော့လက်ထိပ်ဖြုတ်တယ်ခေါင်းစွပ်ချစ်တယ်ကြော်ဝိုင်းမျက်စိမိတ်သားတွေမှာပဲဖက်နှက်ရှက်တိုက်ထွက်ခွာတဲ့တကားတော့ပိတ်တန်တွေကြားတယ်အလုံးတိတ်သွားပြန်တယ်မျက်လုံးတွေဖြည်းဖြည်းချင်းဖွင့်တော့အုတ်နေရန်ဖြူညင်းညစ်လေးကိုတွေ့တယ်6ပေပဲလဲတိုက်ခန်းချင်းလေးအလင်းတွေပြည့်လို့ပဲဒီလိုစဉ်းစားနေရကလက်ထိပ်မရှိတော့ဘူးဆိုတော့အသိဝင်လာပြီးပျော်မြူးသွားပြန်တယ်လက်တွေကိုကိုယ်လိုက်ဆက်လိုက်လို့ရင်တဆင်းတော့ဟုတ်သွားပြီလို့အားပေးမိတယ်ကိုပြေလေးတစ်လုံးပေါ်မှာကိုစောကြံခင်းထားတယ်ခြုံစရာလဲကိုစောကြံပဲလေချအကျော်ဆန်းရင်တုံးကနေအိပ်ပျော်သွားတယ်တရီနုတော့အားရပြင်းနေပြီတကားပေါက်စီကိုလှမ်းကြည့်ပြီးတော့6လက်မပတ်လက်အပေါက်ဖောက်ထားတဲ့နေရာမှာမျက်နှာတစ်ခုကိုတွေ့ရတယ်ခမင်းစားမလားလေတန်ကတိတ်မဆိုးလာဘူးဒီတော့သူ့လေတန်မျိုးနဲ့ပဲတုံ့ပြန်လိုက်မယ်စားမယ်တကားပွင့်လာတဲ့ဖုန်းနံပါတ်ထဲမှာခမင်းပဲဟင်းဝတ်သားဟင်းပါလာတယ်မတွေ့ဖြစ်တော့ကြာသွားသလိုပဲကျွန်တော်ဝတ်သားမစားဘူးဟုတ်လားဘာမစားရရှိသေးလဲချီလေးကြောင့်လားမစားဘူးခဏဆောင်တော့ခဏကြတော့လက်ဖက်တို့လူပွဲပါလာတယ်အမေကိုသတိရတယ်အမေကိုသတိရတယ်စိတ်ထဲကအမေလို့တန်းတာအော်မိတယ်သူတို့ကျွေးမှသာစားရလေပြီလို့နှိမ့်ငနဲ့ခံစားလိုက်ရတယ်တကယ်တော့အပြင်မှာတော့ကလည်းကြော်ဝိုင်းဟာပိပိလေးတွေသမားပါအိမ်မကပဲရှောက်လေတတ်တယ်ကြောင်ပရင်တငယ်ချင်းတွေနဲ့မြန်မာပြည်နှံ့လျှောက်သွားတယ်အမေကစိတ်ပူရင်အဖေလို့သူကမင်းသားကချေးကြရပြောတဲ့ကောင်စိတ်ပူလဲအလကားပဲလို့ပြောတတ်တယ်အဖေကိုယ်တိုင်လည်းတောကကြည့်တဲ့သူပါကြော်ဝိုင်းကရွှေပေါ်ကျွန်းဆရာတော်ကြီးရဲ့အလိုရမိတာသဘောနဲ့အသားငါးတွေရှောင်ပေမဲ့အစားတော့ကအကြုံရစားတော့တယ်အမေကချက်လို့မပြီးသေးဘူးကြော်ဝိုင်းကတွေ့ရဟင်းကြံတွေနဲ့စားလို့ဝါသွားပြီအမေတို့ကြီးတော်တို့ကခဏခဏဆိုလဲဒါပေမဲ့အခုကဘယ်လိုဖြစ်တယ်မသိဘူးနှိမ့်ဆက်ပြီးမှကျွေးတယ်ဆိုတဲ့အသီးကြောင့်လားအမေကိုလမ်းလို့လာမပြောတတ်ဘူးအမေကိုတားမိတာတော့သိကြတယ်စားရင်ကအသီးတစ်ခုဝင်လာတယ်ဒါသူတို့ထမင်းမဟုတ်ဘူးပြည်သူထမင်းဟင်းစားမယ်ဝအောင်စားမယ်ပြီးရင်မင်းတို့ကိုနိုင်ယူမယ်မင်းတို့လည်းနဲ့ကြွေးရတဲ့ပြည်သူထမင်းကိုစားပြီးတိုင်းမင်းတို့ကိုငါနိုင်ရပြီလို့မှတ်တယ်ကြော်ဝိုင်းဘယ်တော့မှအရှုံးမပေးဒီလိုမျိုးကိုယ့်ဘာသာအားပေးမိတယ်ထမင်းစားတော့ပြီးတော့ပကံနေလာသိမ်းသွားတယ်နေရနေကိုတေချာကြည့်မိမှစားရတွေ့ရတယ်ဘဝဝှကြွေးပေးဆက်နေရတယ်လို့သာအောင်းမေးကြဟေးဆိုတဲ့ဇလုံးကကြီးတယ်နောက်တော့နာမည်တွေရေးထားတဲ့ပြည့်ပြည့်တစ်ခုဆွဲထားတယ်ငါရှိကလူဟာဒီခန်းချင်းထဲမှာ14ရက်တောင်နေသွားရတယ်ငါလည်းအဲ့လောက်တော့တွေ့ရမှာပဲလို့စိတ်မှရေးရွမိတယ်ကိုပြေပေါ်ခဏလဲရင်ဂရင်းချင်လာတယ်ဈေးပေါ်လေးကိုသွားတတိရတဲ့ကြောင့်လက်ကားကြီးသွားပြီး6လက်မပေါက်လေးကကြည့်လိုက်တော့ဒင်းသာဖက်နေတဲ့အဆောင်စစ်သားကိုတွေ့ရတယ်ဂျာဒူးကတက်ကြက်တောင်ဝင်ရှိတက်ကြက်ခမကျွန်တော်ကိုဈေးပေါ်လေးလေးပေးပါလားဖြစ်နိုင်ရင်ခမလက်တွေကဒင်းသာလေးလဲဖက်ချင်တယ်ကိုတက်ကြက်ကထလာပြီးပြောတယ်ဒင်းသာတော့ယူထားကွာစလိတ်ကတော့အထက်ကိုသွားမေးရုံပဲခဏကြာတော့သူပြန်ရောက်လာတယ်ဈေးပေါ်လေး90ကြီးတစည်းလဲကင်လို့မင်းနဲ့မကြော်ဝိုင်းဟုတ်လားအေးတောက်ခွင့်ပေးလိုက်တယ်ကြော့ကြော်ဝိုင်းကစလိတ်တွေကိုကုပစ်ပေါ်မှာဖြည့်ပြီးရေးတယ်အလိ90ကွက်တီပဲစလိတ်ကိုပြန်စုပြီးတေကွင်းနှစ်ထပ်ဆွချလိုက်တယ်တစ်ထက်ကလိတ်90လုံးစွန့်ပြီးသွားပြီးနောက်တစ်ထက်က45လိတ်ကိုပဲစွန့်ပြီးတယ်ကျန်နေတဲ့တေကွင်းနှစ်ပင်ကြားက9လိတ်ကိုအရင်စားတော့မယ်ဆွေရတာတော့မယ်အဲ့ဒီ9လိတ်ကုန်ရင်ဒီအခန်းကလေးရမယ်လို့တန်ဋိဌာန်ပြုလိုက်တယ်ဓမီရတော့ဆန်ရဲ့နေ့လယ်2နာရီလောက်မှလက်ဖေးကျူလိုက်ပါတယ်ညနေစာထမင်းမစားခင်ရေပေးချူတယ်ဒီကိုယ်လုံးညမက်နန်းစောနေကြကိုခီးမဆိုင်အားပဲတိမ်မဲကျူကောင်းကင်ကြီးကိုတခြားမမတ်ငေးကြည့်မိတယ်လူနဲ့ကြော်ဝိုင်းကွတ်တော့ခဲ့ကြတာကြပြီကိုညပိုင်းမှာတခါခေါင်းစွန်းနဲ့စေကြောခံရပြန်ပါတယ်လက်ထိတ်တော့မခတ်တော့ဘူးစေကြောတိုင်းမှာကြော်ဝိုင်းအတွေးတစ်ခုဝင်မိတယ်လူတွေဘာကြောင့်ငါ့ကိုမြင်မှုမပေးရလဲမမီတော့မှဆိုလို့လားမေးကြည့်ရင်ကောင်းမလားတွေးမိတိုင်းအကျိုးမထူကြောင့်တိလာရတယ်ကြိုက်တယ်လို့သာစစ်ပါစီတော့လို့ပဲထားလိုက်တယ်ဒီနေ့တော့စလိတ်9လိတ်မြောက်ကိုတောက်နေတာတဝက်ကျိုးသွားပြီလို့တွေးနေတော့တကားလာဖွင့်တယ်ကြော်ဝိုင်းမင်းပစ္စည်းတွေဘာပါသေးလဲကိုတက်ချက်ကမေးတယ်ငွေ15ချက်လေတာအုပ်ထုတစ်လုံးမိကြီးတစ်လုံးဆရာတော်တက်ပုံတစ်ပုံဒါပဲလားဟုတ်တယ်ခင်ဗျားတို့ခဏခုံမယ်ဆိုကြတဲ့ကအဖိုးတန်ပစ္စည်းအလုံးအိမ်မှာထားခဲ့တယ်ကိုတက်ချက်ကပစ္စည်းတွေကိုပြန်ပေးတယ်အဲ့ကတည်းထဲတော်မှာဆော်ရက်တူရဲ့အိမ်ထဲမှာရှိပါသေးလားလို့သတိရမိတယ်ခြေထဲမှာပြုံးမိတယ်နမိတ်ကူကမကောင်းတာအဖန်ခံရဖို့အိမ်မြန်ငန်းကြီးတသားတို့အိမ်မှာတချင်းတစ်ပုတ်ဝင်ကူးရေးခဲ့မိသေးတယ်တချင်းနာမည်ကခဏဝေးတော့ပိုကောင်းမယ်တဲ့အခုဒီဇာရွယ်လေးကတောက်လျှောက်ပါလာတယ်ကြော်ဝိုင်းကိုပလတ်စတစ်အနောက်ခပ်ပိတ်ပိတ်မြင့်မဲ့ပုံစံလုပ်ထားတဲ့အရာလေးတက်ဆင်ပေးတယ်ဘာမှမမြင်ရတော့ပြန်ဘူးငုံလို့ပြောရင်ငုံပေးလိုက်ကြော်လို့ပြောရင်ကြော်ပေးလိုက်တက်လို့ပြောရင်တက်ပေးလိုက်
ဒီလိုနဲ့ကားတစ်စီးပေါ်ရောက်သွားပြန်ပြီဘဲကိုလည်းလွတ်မလားစိတ်လှုပ်ရှားစရာတွေဖြစ်လာပြန်ပါပြီဘုံချင်းတကားပွင့်ပိတ်တန်တွေငြိမ်သွားပြီးတဲ့နောက်မှာကြော်ဝိုင်းကားပေါ်ကဆင်းရပါပြီစံတော်ထိုင်ခိုင်းပြီးပလတ်စတစ်မျက်ပိတ်မှန်ကိုချုပ်ပေးတယ်ဟေ့အောင်ထအမိန်မေးတဲ့အတူရှုပ်ဖက်တဲ့ချုံကကြော်ဝိုင်းရဲ့ပေါင်ကိုကန်ထည့်လိုက်တယ်ကြော်ဝိုင်းတင်းကလေးဖြစ်သွားပြီးမောကြည့်လိုက်တော့ပခုံးပေါ်မှာငွေကြေးတစ်ပွင့်နဲ့ထောင်မှုဘဝတရားဂျင်းတို့နာမည်ကမှဝင်းသိန်းလို့ရေးထားတယ်ကြော်ဝိုင်းကလိုက်ဖို့တဲ့စစ်ထောက်လိုင်းရေးတွေကိုဘလို့သဘောလဲဆိုတဲ့အထားနဲ့မင်းငေါ်ပြလိုက်တယ်စစ်ထောက်လိုင်းရေးတွေကပြားကြီးပြားရောက်လာပြီးထောင်မှုဝင်းသိန်းကိုတစ်ခုခုပြောလိုက်တော့မှအချိုးပြောင်းသွားတယ်ကြော်ဝိုင်းအင်းစိန်ထောင်ကြီးကိုရောက်ခဲ့ပြီမင်းတို့ကို90ရာခိုင်နှုန်းရှော့ပေးထားတယ်ဒါပေမဲ့စီးကန်းတော့ရှိကြတိုင်ဝင်းထောင်မှုမောင်ပြုံးရဲ့ကျုံးဝါတာမှာကြော်ဝိုင်းရဲ့တနေ့ထောင်ရောက်လာတဲ့ဘာကပယူကြီးလို့စွပ်စွဲခံရသူနာမည်ကြီးဒေါက်တာဇော်မင်းနဲ့အခြား၅ဦးကိုမိန်ကွန်းချွေတယ်။မောင်ပြုံးရဲ့ဘေးမှာတန်းစည်းလို့ယူဆရတဲ့လူတွေရက်နေတယ်။ဘလို့ရင်မမအနီလိုက်နှစ်လိုက်နဲ့အဲ့ဒီကကြီးဆုံးလို့ယူဆရတဲ့မောင်လွန်ဆိုသူကစကားဆက်ပြောတယ်။ကျန်သူတွေမဟုတ်တဲ့အတွက်ကောင်းကောင်းမွန်မွန်ဆက်ဆံကြဘူး။တနေ့တော့လိုရတာကိုလုပ်ပြီးမှဖြစ်တာကြောင့်စူးစူးပူပူမလုပ်ဘူးအားကောင်းကောင်းနဲ့ပြောကြတယ်။ပြီးတော့ကြော်ဝိုင်းရဲ့မြောက်မလာတဲ့တေးဖက်ကြီးကိုလည်းလန်းလန်းကြည့်နေတယ်။ဒေါက်တာဇော်မင်းတို့အုပ်စုတွေကတော့တိုင်ဝမ်နဲ့မဝင်ခင်တနေရာမှာတွေကလူတီဖက်တွေကိုတင်းနိုင်တယ်လို့အချင်းသားတချို့ကပြောလိုက်တာကြောင့်အဲဒီဂျင်းသားတွေစီကရဘာဖက်တွေကိုယူခဲ့ပြီးသူတို့ဖက်တွေကိုပေးခဲ့တယ်။ကြော်ဝိုင်းကတော့မပေးတော့ပဲတင်းကျင်နဲ့တင်းပါစီဆိုတဲ့သဘောနဲ့ချိလာခဲ့တယ်။ကံကောင်းသွားပုံပဲ။နာမည်တွေတယောက်ချင်းခေါ်ရကမောင်လွင်သူကသူရုပ်ရှင်မင်းသားတယောက်ရဲ့အကိုလို့ပြောတာပဲ။တုံငနဲ့ရက်သွားတယ်။ကြော်ဝိုင်းကကြော်ဝိုင်းနဲ့ဘာတော်လဲလို့ဖြတ်မိလာတယ်။ကြော်ဝိုင်းကလည်းပါတယ်ဘာမှတော့မတော်ပါဘူး။ရင်းနေတယ်။ကျွန်တော်တို့တချောင်းနဲ့ပဲသူကအများကြီးစီနေရကြတယ်သိလို့လား။မောင်လွင်ခေါင်းလက်ချက်ညှိလိုက်တယ်။တိတာဘောကွာကဲတော့ကြမေးကြော်ဝိုင်းကိုလေးရှည်တယ်ထဲလိုက်လေးရှည်ဆိုတာဘာလဲလို့စဉ်းစားရင်လိုက်သွားရတယ်ကြော်ဝိုင်းဖက်ကတော့လုံငင်းချမ်းသာဝင်ရသွားပြီကြော်ဝိုင်းဆိုတာဒေတာကြီးတယောက်ရဲ့သားဘိန်းသားကြီးဒီလူတွေရဲ့ဘိန်းကားပေါ်စားဘက်ဖြစ်နိုင်တယ်နာမည်စင်သူကဒီနေရာမှာတိတ်မဆိုးလာဘူးလေးရှည်လေးကန်းလို့အော်တန်ကြားရပြန်တယ်ဟောတိုက်ခန်းလေးတွေထဲမှာလူတွေမနေပါလားလို့မှတ်ချက်ချမိတယ်လေးရှည်ဆိုတာကတော့နောက်မှပဲသိရတော့တယ်တိုင်းနံပါတ်4မှာအခန်း3နဲ့ရှိတယ်အခန်းနံပါတ်1ကနေ18ထိအုပ်ရုပ်ကလိုက်ပြီး၄ရှည်လို့ခေါ်လိုက်တယ်ဟိုဘက်ချမ်း19ကနေ30ထိကိုတော့၄တို့လို့ခေါ်တယ်၄ခန်းထဲမှာကြည့်ပါဦးသင်္ကန်းဝဝထင်းထင်းရဟန်းတပါမိုးကောင်းကြောင်းတွေကပါငွေကြရန်ရက်ွက်ရေးတော်ဘုံကလာအတွင်းကောင်းမြတ်တဲ့ကိစ္စမှာပါဝင်ပတ်သက်တယ်လို့ဆွဆွဲခံရရတယ်နောက်တစ်ယောက်ကအနာဝါဒကိုမကြင်မနဲ့ပြောခဲ့မိတဲ့ driver တက်စီ driver တူတနေ့တစ်ယောက်ကဘာကဘာယူကြီးတွေတဲ့ဒီနှစ်ယောက်ထဲမှာထူးခြားတဲ့တစ်ယောက်ကတမလို့ကအကြီးသားဆက်ယုံကစစ်သားတစ်ယောက်ဖြစ်နေတယ်ကြော်ဝိုင်းမှာထဲပေါင်းလိုက်တော့12ပေ10ပေအခန်းကြီးထဲမှာ9ယောက်4ယောက်နဲ့တပါကုပစ်တစ်ချက်ကြာချက်2ချက်မိလာဂမ်မလာတစ်ခွက်စီဂမ်မလာ2ခွက်အချုပ်ဘဝဒုက္ခတွေများပေမဲ့လုဘော်ကိုင်မဲ့တွေတပြောကြီးပြန်ဆောင်ကြရတယ်တနေ့လုံးဒီမှမိနာချရေချိုး15မိနစ်ပဲဆင်းခွင့်ရတယ်ပြီးပြီးလွတ်လွတ်အိုးဟင်းနှုတ်ဆက်အားပေးကြရတယ်အပြင်နိုင်ငံကြီးကရွေးကောက်ပွဲလုပ်ဖို့ရှိနေသေးတဲ့ကြောင့်နိုင်ငံရေးကျင်းသားတွေကိုအောင့်တက်ရှော့ပေးထားပုံပဲညဘက်ဆိုရင်ဖြောပြရေးစီစဉ်ရတခန်းတိလက်အလက်ကြတချင်းဆိုကြဘလူစကြောင်းတွေပြောကြလူတယောက်ရဲ့ခန္ဓာကိုယ်ကိုမတွေ့ရပဲစကားလုံးစုံကြကြရတဲ့ကိစ္စဟာပထမတော့တစ်ခုခုလေးဟာနေတယ်လို့ပဲနောက်တော့ယူသွားတယ်ဘသူတွေတော့ထောင်ကျသွားပြီးစစ်ကုံရုံအမှတ်ဘလောက်ဘယ်နှစ်နှစ်တဲ့ဦးလေကိုစောင်းရင်ပျော်ပျော်ရွှင်ရွှင်နေကြတယ်လူလာခေါ်လဲကိုများပါလိမ့်မလားလို့စိတ်လှုပ်ရှားရသေးတယ်အချုပ်ဘဝကနေထောင်ကျကြအချုပ်ဘဝကနေလွတ်မြောက်သွားကြကံကြမ္မာမိဘဘွယ်တစ်ခုလိုပါပဲဒီတခါဘာကျော်တို့အုပ်စုထောင်ကျပြန်ပြီတဲ့ချင်းတွေကကြက်တွေကိုတုပ်ပြီးတော့ဈေးပြက်ရောက်နေတယ်လို့ပဲလာပြီးကြော်ဝိုင်းလေချီခုံရုံအမှတ်နဲ့ထောင်နှံ9နှစ်ထောင်ကျသွားရင်တော့တိုက်တောင်းရတော့တယ်အချုပ်တွေနဲ့အတူမထားတော့ဘူးထောင်ကျသွားရင်တော့ကြော်ဝိုင်းကိုလေးတို့ဘက်ကိုရွှေ့ပြီးထားတယ်မန်နာဝေးဆိုတဲ့တမလိနိုင်ငံရေးသမားကြီးနဲ့နေရတယ်ကြော်ဝိုင်းတိတ်ဝမ်းသာတယ်ထောင်ကဘယ်တော့လွတ်မယ်ဆိုတာကိုလည်းအစည်းအဝေးတွေချမှတ်နေတယ်နိုင်ငံရေးအတွေ့အကြုံတွေကိုလေ့လာမယ်အင်္ဂလိပ်စာလေ့လာမယ်လူတွေရဲ့အကြောင်းကိုလေ့လာမယ်ကိုအဓိကထားလေ့လာမယ်တချင်းတွေကြပြားတွေရေးမယ်ဒါကရေပူရစီစဉ်တွေဖြစ်တယ်တချင်းတွေတော့စာရေးပြီဖာတီမန်စီကသိကျင်တာတွေမေးပြီးမှတ်ထားရပြီမန်နာဝေးက1963မှာကျောင်းသားလူငယ်ဘဝနဲ့ထောင်ထဲမှာ10နှစ်နေခဲ့ရတယ်1996မှာတော့မန်းငွေရောင်နဲ့အတူဦးနေဝင်းကိုရှင်းပြဖို့ကိစ္စပေါ်သွားလို့တည်တံကြတယ်1980မှာကွင်းလွတ်ကျွလို့ပြီး1988မှာတခါပြန်ဖမ်းခံရတယ်အတွေ့အကြုံတွေဘဝတွေကတော့အလွန်ဆုံးလဲအများကြီးအကျိုးရှိခဲ့တယ်။ထောင်တွင်းနေထိုင်မှုနဲ့ပတ်သက်လို့ဖာတီမန်ကပြောပြတယ်။ငါတို့ကခေတ်ဆက်ထောင်ကျခဲ့သူတွေဆိုတော့
ထောင်ထဲမှာမူချပြီးနေကြတယ်လူလဲလိုအပ်တဲ့လူမျိုးရေးနဲ့နိုင်ငံရေးအပိုင်းတွေခွဲထားရတယ်ဒီနိုင်ငံရေးချင်းများချင်းတန်းလူတက်ရည်တူလေးလေးသက်သက်ဆက်ဆံရတယ်ဒါတစ်ဖက်လူရဲ့နိုင်ငံရေးကိုအသိမဲ့ပြုတာပဲအသက်အရွယ်နဲ့မဆိုင်တော့ဘူးငယ်သူကကြီးသူကိုလေးစားပြီးလောက်ကင်ပေးတာဥသားပေးတာကလူမှုရေးပိုင်းပဲဒါလည်းလိုအပ်တဲ့နှစ်အာဏာပိုင်လိုကြမဖြစ်ဒီချက်မှာရေးကြီးဆုံးကကိုချင်းမညီမညွတ်မဖြစ်ဘူးပဲဒီကွရင်အာဏာပိုင်တွေသဘောကျတယ်တတိထားရမယ်တုံနိုင်ငံရေးဆိုင်ရာနေထုနေမြတ်တွေကိုရားတဲ့ပုံစံနဲ့ကျင်းပရေးမပြတ်မကွာဒီချက်ကတော့စိတ်ဓာတ်မြင့်နေရေးအတွက်ပဲကွာစိတ်ဓာတ်မြင့်နေရေးဆိုတာထောင်ထဲမှာအရေးကြီးတယ်ဒါပေမဲ့လုံခြုံရေးအသည့်နဲ့ဆောင်ရွက်ရမယ်အာဏာပိုင်သိကြမလို့ဘူးတချို့ကလေးတွေကယူမနေတယ်အပြင်မှာလို့ကြဲပြန့်လုပ်ချင်တယ်ဒီမှာကမရဘူးဒိုးချင်းသိရင်တော်ပြီပေါ့နိုင်ငံရေးတချင်းဆိုရုံနဲ့အရေးယူခံရနိုင်တယ်မလို့အပဲအင်အားဆုံးရှုံးတာပေါ့ဒီထောင်ရင်းတိုက်ပွဲကြီးတွေကိုပြင်ပနဲ့ဆက်ဆက်ပြုလုပ်သွားရေးတည်ရေးကြီးတယ်ဖာစာပါလာခေတ်ကရန်ကုန်ထောင်ဝတ်သားဖို့တိုက်ပွဲလို့ပေါ့ငါပြောချင်တာကအတွင်းပြင်ဆက်ဆက်လှုပ်ရှားနိုင်ရင်ခရီးမြန်ပေါက်တယ်ပြီးတော့ပူအားပါတယ်အတွင်းကြီးတက်ဆိုရင်တော့အရင်တော့အားပါတယ်အရင်နှိမ့်ရတာပေါ့ရှုံးနိုင်တာကတော့တစ်ပိုင်းပေါ့ကွာအပြင်နဲ့မဆက်နိုင်ပဲအတွင်းကပဲတိုက်သွားရတာတွေလည်းအများကြီးရှိတယ်ကိုဘက်ကလမ်းကြောင်းမှန်နဲ့စနစ်တကျရှိဖို့ညီညွတ်နေဖို့အရေးကြီးဆုံးပါပဲကွာဖာတီမန်ရဲ့မူလေးချက်ဟာအတော်ပြည့်စုံလာတယ်ကြော်ဝိုင်းဘဝမှာမှတ်ရကျင်ကျင်ရိပ်ခဲ့မဲ့ကျင့်နေဆိုလဲမမဘူးခရစ်ယာန်ဘာသာဝင်တဦးဖြစ်တဲ့ဖာတီမန်ဟာဝိပဿနာထိုင်တာကိုသဘောကျတယ်ကြော်ဝိုင်းကတော့မနဲ့စောထားဖျားရှိခိုးပြီးပရိစိတ်လေးရှိတယ်ဝိပဿနာကိုတေချာလေးလာပြီးမှထိုင်နေတယ်လို့ဆိုတယ်တကယ်တော့10ပေ12ပေအခန်းလေးထဲမှာတနေ့ကုန်ပိတ်ဆို့ခံထားရတဲ့ဘဝတွေကြာလာရင်ဘာဖြစ်မလဲလို့ကြော်ဝိုင်းတွေးမိသေးတယ်သက်ဆိုင်ရာတွေကိုတင်ပြပေမဲ့မာရှော်လောရှိနေသေးလို့ဆိုပြီးအကြောင်းပြတယ်လူလနေချင်းရင်တော့အဆောင်ကိုပို့ပေးမယ်တဲ့အဆောင်တွေမှာလည်းနိုင်ငံရေးကျင်းသားတွေရှိတယ်အပြင်ထွက်နေရတာတော့လွတ်လပ်ကြပါရဲ့ဒါပေမဲ့တင်းကျပ်တဲ့စောက်ကြမှုအောက်မှာနေတော့ဘာမှလုပ်မရဘူးစကားစုပြောတာထမင်းစုစားတာတောင်ခွင့်မပြုဘူးစကားမရင်တော့အရေးယူခံရတယ်အဲဒီကာလကရာဇဝတ်သားတွေကိုပုံစံကင်ပြီးအုပ်ချုပ်နေတာအဆောင်ကရာဇဝတ်သားတွေထောင်ပိတ်လူစီစိရင်ပုံစံထိုင်ရတယ်ထောင်ထဲကလူတွေကတော့တက်ထိုင်ပြီးရုံပါပဲအဆောင်ပုံစံကတော့တင်မလင်ခွေထိုင်လက်မကိုထဲသွင်းပြီးလက်သီးဆုပ်ဒူးနှစ်ဖက်ပေါ်ဆန်းတင်ထားဦးခေါင်းကို45ဒီဂရီရှေ့ကိုစိုက်ထားအေးစီလိုမောမချင်းငွေကိုင်းရင်တော့မလုံနဲ့အဆောင်ရောက်သွားတဲ့နိုင်ငံရေးကျင်းသားတွေပါဒီစည်းကမ်းကိုလိုက်နာရတယ်ဒီလိုဖိနှိပ်မှုတွေကိုအာခံတဲ့ပွဲတွေစက်တိုက်ဖြစ်တယ်တိုက်ပွဲဝင်နိုင်ငံရေးသမားတွေကိုဖြိုခွဲတယ်ထောင်ပြောင်းတွေရွှေ့ပစ်တယ်ဘာကြော်တောင်မင်းညံတောင်ပါသွားတယ်ထောင်ရဲ့ဒီကမာပြူကတော့နိုင်ငံရေးသမားတွေချင်းကြားအဆက်အသွယ်လုံးဝပြတ်တော့အောင်ပိတ်ဆို့ထားရေးပဲအဆောင်နဲ့တိုက်မဆက်သွယ်ရေးအဆောင်ချင်းမဆက်သွယ်ရေးတိုက်ချင်းမဆက်သွယ်ရေးတိုက်ခန်းတစ်ခန်းနဲ့တစ်ခန်းစကားမပြောရဆိုတဲ့အမိန့်အောင်ရှိတယ်လက်တွေလုံးမရသေးလို့သာနောက်တော့လုပ်ပါလိမ့်မယ်စားတဲ့လူငယ်ရေးစီမံချက်တွေချထားတယ်တစ်ခန်းနဲ့နေသူချင်းကိုတော့မတက်အောင်လုပ်ထားတယ်ဒါမှအုပ်ချုပ်ရလွယ်မယ်လူဆိုတာကလည်းခက်သားရဲ့အသားတွေဘလို့ပဲချိုးတာအချုံငုတ်လေးတွေတော့ပေါ်နေတတ်တာကြောင့်ထိုးမိစူးမိတာတော့ပြဿနာရှိကြတာပေါ့တယောက်ပေါ်တယောက်ခွင့်လို့ပဲနားလည်မှုနဲ့ပြုပြင်ကြမယ်ဆိုရင်ထာဝရချစ်ခင်သွားကြတာပါပဲအပြင်မှာတော့ကအသေးပေးချစ်သူတွေလို့ကြွေးကြော်ခဲ့သူဇုံတွဲတွေကိုဒီလိုတင်းကျပ်တဲ့အုပ်ချုပ်မှုအောက်မှာတခန်းနဲ့ထားကြည့်ရင်ဘာတွေဖြစ်လာမလဲမသိဘူးလို့ကြော်ဝိုင်းစဉ်းစားမိသေးတယ်အခုလဲဘဝတွေအသက်တွေဆွံ့ကြဖို့ဒီကြွေးကြော်တဲ့လူစုဝေးနေထိုင်ရာအကျဉ်းတိုက်ထဲမှာပြဿနာတွေရှိကြတာပါပဲဒါပေမဲ့စေတနာဆိုးရှိသူတွေမဟုတ်ကြတာကြောင့်ဖြစ်လိုက်ရှင်းလိုက်ပြေးလေသွားလိုက်ပေါ့ရွေးကောက်ပွဲပြီးအပြောင်းလဲချို့ရှိမယ်လို့အများစုကမျှော်လင့်မိကြတယ်အနာဂတ်မှာဘယ်လိုပူပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့အတွေးခေါ်တွေကြောင့်ညီညွတ်မှုတွေပိုပြီးအားကောင်းစေခဲ့တယ်အကဲဆက်လွန်တာလည်းမကောင်းဘူးလိုက်လျောလွန်